ညောင်နှုံးသူလေး website ကိုဝင်ပြီးချစ်သူ 3D စာသားလက် postcard နဲ့ချစ်သူဓာတ်ပုံအသေးပုံ 3D လှည့်နိုင်ပါတယ်။ Facebook ကနေလည်းပေးထားတဲ့ link ကိုထိပြီးချစ်သူအတွက်ဓာတ်ပုံ 3D စာသားနဲ့ချစ်သူဓာတ်ပုံကိုထည့်ပြီးအသေးပုံ 3D လုပ်လို့ရပါတယ်။ဖုန်းထဲမှာလည်းသိမ်းနိုင်သလိုစာပါပေါ်လည်းတင်နိုင်ပါတယ်။ညောင်နှုံးသူလေး website ကိုဝင်ပြီးချစ်သူ 3D စာသားလက် postcard နဲ့ချစ်သူဓာတ်ပုံအသေးပုံ 3D လှည့်နိုင်ပါတယ်။ Facebook ကနေလည်းပေးထားတဲ့ link ကိုထိပြီးချစ်သူအတွက်ဓာတ်ပုံ 3D စာသားနဲ့ချစ်သူဓာတ်ပုံကိုထည့်ပြီးအသေးပုံ 3D လုပ်လို့ရပါတယ်။ဖုန်းထဲမှာလည်းသိမ်းနိုင်သလိုစာပါပေါ်လည်းတင်နိုင်ပါတယ်။